တင်းရဲ့တနေ့တာမှာကောင်းမွန်တဲ့ဇာတ်လက်တွေကိုလိုချင်တယ်ဆိုရင်တင်းစီမှာကောင်းမွန်တဲ့အတွေးတွေရှိနေဖို့လိုပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့မနက်ခင်းလင်းလာလို့ကျွန်တော်တို့တွေးလိုက်တဲ့အတွေးတစ်ခုဟာကျွန်တော်တို့ရဲ့တနေ့တာလှုပ်ရှားမှုမှာအများကြီးတက်ရောက်မှုရှိပါတယ်ဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့မနက်မှာလင်းလာတဲ့အချိန်မှာငါဒီဟာကြီးကိုမလုံးရှင်ပါဘူးလို့တွေးတဲ့အတွေးနဲ့ငါဒီဟာကိုလုံးဝဖြစ်မယ်လို့တွေးတဲ့အတွေးကရလတ်မတူပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့မှာကောင်းမွန်တဲ့အတွေးရှိဖို့လိုပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့အတွေးတွေကိုဖြစ်ပေါ်စေတဲ့အချက်၃ချက်ကိုဒီနေ့ဒီဗီဒီယိုလေးမှာမျှဝေပေးသွားကြပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကောင်းမွန်တဲ့အတွေးတွေတည်ဆောက်ဖို့ဆိုရင်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့ habit တွေတည်ဆောက်ဖို့လိုပါတယ် good habit ပါကျွန်တော်တို့ good habit ကိုဘယ်လိုတည်ဆောက်မလဲကျွန်တော်တို့မနေ့လင်းလာတာနဲ့ meditation ထိုင်တာတို့စာဖတ်တာတို့ gratitude ရေးတာတို့ဒီအရာတွေကမိတ်ဆွေတင့်ရဲ့ဘဝမှာကောင်းမွန်တဲ့အတွေးတွေရရှိစေပါလိမ့်မယ်ဒုတိယတစ်ချက်အနေနဲ့ affirmation ရွတ်ထားပါဥမာမနေ့ခင်းလင်းလာတဲ့အချိန်မှာငါဟာတစ်နေ့တစ်နေ့ကောင်းမွန်တဲ့အရာတွေပိုင်ဆိုင်ထားပြီးငါဟာကျမ်းမာပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာမိသားစုနဲ့ပတ်ဝန်းကျင်ကိုကူညီပေးနိုင်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ဒီလိုရွတ်ဆိုခြင်းအဖြစ်လဲတင့်စီမှာကောင်းမွန်တဲ့အတွေးတွေရရှိပါလိမ့်မယ်နောက်ဆုံးတတိယအနေနဲ့ question မေးတတ်ဖို့လိုပါတယ်ကျွန်တော်တို့တနေ့တာမှာလှုပ်ဆောင်မှုတွေလုပ်တဲ့အချိန်မှာကိုကောင်းမွန်တဲ့ question တွေမေးတတ်ဖို့လိုပါတယ်ဥပမာအနေနဲ့ငါဒီနေ့ဒီအလုပ်ကိုဘာကြောင့်လုပ်ထားလဲငါဒီအလုပ်ကနေတော့ငါအတွက်ဘာပြန်ရမလဲနောက်ဆုံးကငါဒီအလုပ်မှာလှုပ်လိုက်ခြင်းအဖြစ်ငါရဲ့ပန်းတိုင်အတွက်ဘယ်လိုတွေအထောက်ပံ့ဖြစ်နိုင်လဲဒီအချက်တွေကိုလှုပ်ခြင်းအဖြစ်တင့်ရဲ့ဘဝမှာကောင်းမွန်တဲ့အတွေးတွေကိုရရှိပြီးတော့တစ်ချိန်တည်းမှာပဲကောင်းမွန်တဲ့ရလဒ်တွေကိုရရှိပိုင်ဆိုင်ပါလိမ့်မယ်ဒီဗီဒီယိုလေးကလည်းတင့်အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye